မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်အခုဆက်လက်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဖိုသားအညာမြေရေးသားထားတဲ့ကာလီနယ်မြေမှာတိုင်းညီမငါဘောဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်စာရေးသူကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေများခန်းစားနာဆင်ပေးကြပါအောင်ရှင်ဟယ်လိုဟုတ်ကဲ့ပြောပါဆရာကျွန်တော်ပါဗျဖိုးသားအော်ဖိုးသားပြောလေဟာပါတော့ဆရာပြန်ရောက်ပြီလားလို့လှမ်းမေးတာအေး2ရက်3ရက်လောက်တော့ကြာအောင်မယ်ဘာလို့လဲရေးစရာကုန်ပြီလားဟမ်မဟုတ်ပါဘူးဗျဆရာစောင်းငါမယ်ဆိုလို့ပါအေးပါ2ရက်3ရက်လောက်တော့ကြာအောင်မှာပေါ့မင်းရောတတ်တာလားမောနေသေးလားအလကားနေရင်တော့မမောဘူးဆရာမောရင်လဲရေတော့ဟဲ့အမှန်တိုင်းပြောရရင်တော့ဖိုးသားလဲဆရာကိုပြန်လာစေချင်တယ်ဆရာပြန်လာရင်ကုခရတာတွေကိုသိရမယ်ဘုဟုတုတတွေတိုးပွားမယ်တားရဲ့ဖုံးလာတယ်ဟေးဟုတ်ကဲ့မေလာပြီဟယ်လိုဖိုးသားရဲ့ငါပြန်ရောက်လာပြီအခုမိုးကောင်းကင်မှာမင်းလိုက်ချင်ရင်လိုက်ခဲ့လာမှာဘောဆရာကျရအတော်ပဲကျွန်တော်လည်းအခုမှအလုပ်ကနေပြီးတော့ပြန်ရောက်တာကန်တလူးပါခေါ်ခဲ့မယ်လေသူလည်းသူ့အိမ်မှာရှိမှထင်တယ်လိုက်ရင်တော့ခေါ်ခဲ့လေကွာဟုတ်ကဲ့ဆရာဟုတ်ကဲ့အမေတာငါပိုင်တို့အိမ်ဘက်ကိုခဏသွားအောင်မယ်ဆရာကျဲပြန်ရောက်ပြီဆရာစီကိုပါတခါတည်းသွားမယ်နော်အေးတာသွားလေဟုတ်ကဲ့မေဒါဆိုရင်လည်းတာသွားပြီကန်တလူးရေကန်တလူးဟာဖိုးတာဂိမ်းဆော့ဖို့လားငါဖုန်းအားကုန်နေပြီဟေးဘယ်ရလားကွာမဟုတ်ဘူးဆရာကျဲပြန်ရောက်နေပြီဒီလိုနဲ့မိုးကောင်းကင်လက်ဖက်ရည်ဆိုင်ကိုရောက်ခဲ့တယ်ဟိုရောက်တော့ဆရာကျဲကလက်လံပြတယ်သူဒီမှာပေါ့နှစ်ယောက်သားအသားလေးသွားထိုင်တယ်အေးလာဟေးထိုင်ကြဝေဒနာတဲ့တွေများနေလို့ကြားခဲ့တာတကယ်ဆိုရင်မနေ့တည်းကပြန်ရောက်ရမှာဟုတ်ကဲ့ဆရာကုကက်တာတွေကိုပြောပြပါအောင်ဖိုတာတို့ဖူးတူတာရတာပေါ့အေးကွာငါတို့ပညာရက်တဲ့ကစီကံပေါင်တဲ့ကနေနီလန်တကြားကုသရှင်မပြောင်းနိုင်တဲ့မိစ္ဆာတက်ဆိုတာမရှိဘူးဒါပေမဲ့စီကံနဲ့မညီညွတ်ရင်ဘဘဆရာကြီးနဲ့ထပ်ပုတ်ကိုကြီးများကလက်မခံဘူးမင်းလဲနောက်တစ်ချိန်မှာကုသမဲ့လူဆိုတော့စီကံလေးတွေတေချာမှတ်ထားပေါ့အခုငါကြုံခဲ့ရတဲ့ဖြစ်ပျက်တစ်ခုကိုငါပြောပြမယ်ဖြစ်ပုံကဒီလိုအချိန်မှာတသနာတော်နှစ်2563ခုကောစာတက္ကရာ1382ခုနှစ်ညနေ4 နာရီဝန်းကျင်ခရမ်းသုံးကွာနယ်ဘက်ရှိရွာလေးတရွာမှာရှိတဲ့ဝေဒနာတဲ့ကိုကုသပိကစားဆရာကျလဲပွဲဆက်များနေလို့ပင်ပန်းနေပြီလူခန္ဓာပင်ပန်းနေပြီမဲ့စိတ်စေတနာထက်သန်လေတော့ဂုဏကမလေးတယောက်လာပင်ထားတော့တက်တတအိမ်လေးကိုလှမ်းခဲ့တယ်ဝေဒနာတရားအတော်ကြီးလက်တစ်ဖက်ကောင်းကောင်းမလှုပ်နိုင်ဘူးတလောကမှာလေဖြန်းထားတော့စကားလည်းဟူဝဝချစ်တစ်ဖက်လည်းစားတတ်တာတခါတလေစိတ်နောက်တက်တဲ့ယောက်ျားစင်စစ်ဖြစ်ရင်တောင်မှစိတ်ဝေဒနာတဲ့တို့အနာကြီးယောဂတဲ့တို့ဆိုရင်ဘုံကြီးဟန်ဖြစ်ကိုဝတ်ခွင့်မရှိဘူးအခုဝေဒနာတဲ့စိတ်မမှန်တဲ့သူဆိုတော့ပညာကွင်းကိုခေါ်ဆောင်ပြီးပညာအနှင်လို့မရဘူးပြောပြီးပြီလေပညာရက်ကနုနဲ့တိမ်မွေးတော့စိကံတကြလှုပ်ဆောင်ရတယ်ဝေဒနာတဲ့စစ်လို့စီလို့ဖြစ်နိုင်သောအခြေအနေအဲ့တော့လေကုနာလက်ပိနဲ့ကမလေးကိုပဲဝေဒနာတဲ့ရဲ့ကိုစားတက်စီခိုင်းရတော့တယ်ဝေဒနာတဲ့ကိုစားတက်စီပေးရတဲ့ကောင်မလေးကတက်လေတယ်လေးလေးမှတ်မှန်နဲ့ပဲဆရာလူနာဝေဒနာစစ်နေရတာပေါ့တောက်ခေါက်တန်ကြီးပြိုအကျဲကြီးပဲဆရာကျဲဝေဒနာကုနေတဲ့အိမ်ဝိုင်းကြီးကထွက်လာတာလှမ်းကြည့်လိုက်တော့တိန်ကျော်ကအမျိုးသမီးလို့ပြောကြတယ်ဆရာကိုတောက်ခေါက်ပြီးတော့ထွက်သွားတယ်တဲ့
ဆရာသူကဒီအိမ်ကျော်ကဒါမျိုးပြောကကူဘာညာလဲဝင်ပူးခံရဖူးတဲ့ဆရာကလာတိုက်ဆက်တဲ့ကလာလဲမသိဘူးလို့ပြောတယ်ဆရာအခုကောင်မလီကပူးတာပြူတာစင်မပြေရင်လေသူ့ကိုခေါ်ပေးရမလားသူကတိတ်မြန်တဲ့ဆရာရဲ့ဆရာဘာမှစမပြောတော့ဘူးတက်စီရှင်ကောင်မလီကိုဆက်စစ်တယ်တင်ရပဲရလဲအခုဝဒနာရှင်ကိုဘာလုပ်ထားတာလဲဘာလို့လှုပ်ထားတာလဲတိုက်တူကန်ထိတ်ကပါဆရာဟာတိုက်နံကားတဲ့ဟေးတိုက်တူကန်ထိတ်ကတိုက်ကားတဲ့အတန်တွေမှာစစ်စစ်ညံ့ညံ့ပေါ်လာတယ်သူတို့ရွာဘက်တွေမှာအတိတိုက်ကနမဲကြီးဆိုပဲဒီတော်ကြီးကကျမတို့တိုက်နံနဲ့နမိတ်မှာအပေါ်လာသွားတယ်ဆရာကျမတို့ကညီမ9ယောက်ရှိတယ်အခုလောက်တာအငယ်ဆုံးညီမတွေညီမအငယ်ဆုံးဆိုပေမဲ့ထက်ဆုံးပဲဆရာအေးဒါဖြစ်ရင်လေအငယ်ဆုံးကိုခေါ်လိုက်ပါကွယ်ဘေးဖက်ကြဟေးဘေးဖက်ကြကူနာတက်ခေါက်သွားတဲ့မိန်းကလေးဘယ်တော့ကဘသူတော့ခေါ်တာမှန်ကိုမသိဘူးတဲသက်တာအိမ်လေးထဲမှာလူကလှိတ်ခါဝင်ပူတယ်ဟဲ့ကောင်မနင်းလိမ့်နေတာအဲ့လိုអော်ပြီးရှေ့ကကောင်မလေးရဲ့တင်ပါကိုလက်နဲ့လှမ်းရိုက်တာရိုးရိုးရိုက်တာမဟုတ်ဘူးလက်နှစ်ဖက်ကိုမိုးပေါ်ထောင်ပြီးလက်ဖွာကမွေးဟောက်ကြီးပပြင်းထောင်တလို့လှုပ်ပြီးမှပေါက်ချတာခြေကားရင်စစ်နေတဲ့ကောင်မလေးကဖြစ်ထိမှန်တော့မသိဘူးထင်တယ်တုတ်ထောင်မှမလှုပ်ဘူးအနောက်မှဝင်လာတဲ့တက်ကလည်းပေါက်တာဆိုတာဘာပြောကောင်းမလဲပြောခေါင်းအောင်ရက်ပွဲတွေလို့တဖောင်းဖောင်းနဲ့ပဲခြေကားကောင်မလေးတပြန်ချိုလို့ညင်ခါမှဆက်သွားတယ်ဆရာလည်းဝင်တာတယ်ကဲအခုဝင်လာတဲ့တပ်ပိုင်ရှင်တင်ပသူလည်းပြောပါတင်ပယ်ကလည်းဟာကလာလို့တွေပြောတယ်ဆရာမြင်ပါလေတင်ပသူလည်းတင်ဘာသာစကားကိုဆရာနားမလဲဘူးဆရာနားလဲမဲ့ဘာသာစကားနဲ့ပြောပါတင်ပြောတဲ့စကားလဲဆရာနားလဲနိုင်ပါစေတင်လဲဆရာနားလဲတဲ့ဘာသာစကားနဲ့ပြောလာပါစေကဲပြောပါတင်ပသူလည်းကျမတိုက်တူကန်တိုက်ထဲကညီမ9ယောက်တဲ့ကညီမအထွေဆုံးပဲရှေ့ရောက်ကောင်မလှိန်နေလို့ကျမဝင်လာတာလှိန်တာမလှိန်တာဆရာသတ်မှတ်ရမယ့်ကိစ္စပါအတင်ရအခုဝတ္တနာတဲ့ကိုဘာလို့ခုလိုပြုစားထားတာလဲသူကတိုက်နဲ့မြေကိုလည်းလာသေးတယ်နှုတ်ကလည်းမစင်ကျင်ဘူးတို့တိုက်ဘက်ကိုအပေါ်ကလည်းသွားသေးတယ်တောင်းပန်တာလည်းမရှိလို့လှုပ်တာအခုအတင်လှုပ်ထားတဲ့ဝဒနာတွေကိုပြန်ယူသွားပေးပါမယူနိုင်ဘူးဆရာကျမမကျင်တတ်ဘူးဘသူ့ကိုမကျင်တတ်တာလဲဆရာလားမဟုတ်ပါဘူးဆရာကျမကိုမတောင်းမှန်ပဲနဲ့တော့ကျမမကြေးအေးပေးနိုင်ဘူးဒါဖြစ်ရင်အတင်ကဘလို့တောင်းပန်စေခြင်းလဲကျမတို့တိုက်နံကိုအမွှေးတိုင်ကိုတုံနဲ့ပူဇော်တောင်းပန်ပေးရမယ်ဆရာတို့ရဲ့လောကမှာပူဇော်ဆရာကိုကွဲဆရာခြေတနာမြတ်3ပါးရှိနေပြီပဲတင်တို့ရဲ့တိုက်ကိုပူဇော်မှုမပေးနိုင်ဘူးအတင်တို့မှလှူခြင်းမဲ့ဆိုရင်တော့အခုဆရာကမြတ်စွာဘုရားရှင်ကိုရည်မှန်းပြီးအမွှေးတိုင်ကလှူပေးမယ်ကုသိုလ်အဖို့ကိုတော့အမျှဝေပေးမယ်တင်ကျင်နဲ့မလားကျင်နဲ့ပေးပါမယ်ဆရာကဲဒါဆိုရင်ဖះကိုအာယုံပြုထားဆရာကျဲမှာဖះကိုရည်မှန်းပြီးအမွှေးတိုင်တို့ကိုမိညစ်ပြီးတော့ပူဇော်ပေးတယ်ပြီးတော့တိုက်တူကန်တိုက်ကညီမ9ဖို့ကိုရည်စုပြီးအမျှဝေတယ်အဲ့ဒီခါမှာသူတို့ကတာတုခေါ်တယ်ဆရာကျမကိုအမွှေးတိုင်တစ်ထုပ်ပေးပါတကူလုံးတုံးခါနေတယ်အမတန်လုံးမချော့ထားတဲ့ထမရဲ့ဆရာကျဲမှာအမွှေးတိုင်တုပ်လေးကိုပေးလိုက်တော့ဖောက်တယ်ဘေးကကြည့်နေတော့လူအုပ်ကိုကောင်းငယ်ကြည့်တယ်မိချစ်ကိုချစ်တယ်မိတောက်တယ်လူကတုံနေတော့ပြန်ငိမ့်တယ်နောက်တစ်ချိန်ထပ်ညှိတယ်ဒီတစ်ခါတော့အမွှေးတိုင်ကိုပါမိညှိတယ်အမွှေးတိုင်မိကမငိမ့်ဘူးလက်တွေကိုအပေါ်ကနေအမွှေးတိုင်နဲ့မိမြိုက်တယ်မွညင်းတဲ့ပင်မလောင်ဘူးဖို့သားရဲ့အဲ့လောက်လီမြန်တော့မထင်းနဲ့ဖို့သားလှုပ်ကြည့်ဖူးတယ်လက်ကအမွှေးတွေမိလောင်တယ်ညော်နှံ့တောင်းနှံ့တယ်လင်းကားခောက်လုပ်ပြီးတော့အမွှေးတိုင်တဝက်နာကိုရှောက်တယ်ပါဇက်ထဲကိုထဲငုံလိုက်တယ်
ခဏနေတော့ပြန်ထုတ်တယ်။3 ကလောက်ပြီးမှတော့ဝေဒနာတဲ့တော်ကြီးလက်တွေအချောင်ရော့စားပြုတ်လာတယ်။လှောက်ချလာနိုင်တယ်။ဝေဒနာတွေကုန်ပါပြီးဆရာလို့ပြောလာတယ်။ဆရာကျဲလဲတစ္ဆာပေးမြတ်တာထားလို့ဝေဒနာပြန်စစ်ပြီးပြန်ခွင့်ပြုတ်တယ်ဆိုရင်ပဲချက်ချင်းပဲပြန်ထွက်သွားတယ်။ဝေဒနာတဲ့တော်ကြီးတတ်တာသွားပေမဲ့တက်စီနေတဲ့ကမလေးမှာတရမရှင်သေးတာကိုဆရာကျဲတွေ့ရတယ်။ဝေဒနာတဲ့မိသားစုကိုဆရာမေးတယ်။အတော်ကြီးရဲ့အခြေအနေကတော့ပညာပေးလို့ရနိုင်တဲ့ကျမ်းမာရေးမဟုတ်ဘူး။ဒီကညီမပညာခွင့်ရဲ့ဆောက်ချအောက်ကိုလုံပြီးပညာယူရှင်သောစန္ဒရှိပါလား။ဆရာစေတနာထားမေးပေမဲ့ကမလေးဟာမိယိုဖလားနှက်ကိုကွယ်မှုကိုမစွန့်လို့နိုင်တော့ဆရာကျဲလဲဘဘဆရာကြီးနဲ့တကွအထက်ဆရာပုဂ္ဂိုလ်ကြီးတွေကိုတိုင်တယ်တဲ့။ယခုရောက်ရှိနေသောမိသားစုမှာမိယိုဖလားနှက်ကိုကွယ်မှုကိုမစွန့်လို့နိုင်ပါဖေ။သို့ပါကြောင့်ဆက်လက်ကုသရန်အကြောင်းရှိပါကကုသရန်ခွင့်ကြုံပြစေဖေ။စီကမညီညွတ်၍ကုသရန်မတင်တော်အရာဖြစ်ပါကအထက်ဆရာကြီးများမှတာဝန်ယူပြီးယနေ့အတွက်သာသနာပြုတော်ဝါကဲခြင်းမှခိတ္တနာခွင့်ပြုပါအဖြစ်များကိုချင်းလင်းစွာတည်ပြစေဖေ။ဆရာကျဲရဲ့သစ္စာဆုံးသောအားလုံးပုံမှန်ဖြစ်နေကြပြီဆိုတော့ဆရာလည်းတက်ခို့ရအိမ်ကိုပြန်ခဲ့တယ်။အထက်ကစီကံနဲ့မကိုက်ညီဖြစ်နေသောကြောင့်နောက်ရက်တွေမှာတခြားဝဒနာတွေကိုကုသခဲ့ရတယ်။ပြန်တော်မဲ့ရန်နီးခါကြမှာဆရာသစ္စာစကားရဖြစ်မှန်ကိုသိရတယ်။ဆရာကျဲကိုအထက်ကမကုစေချင်တဲ့အကြောင်းအရာလိုပဲသတ်မှတ်ရမယ်။အဖြစ်မှန်ကတော့ခရမ်းသုံးခွားနယ်နီနာဘက်မှာတန်လျင်အပိုင်းပါဒကြီးရွာလို့ပြောတယ်။ပေလကတ်ဖះเจ้าဆိုတာရှိတယ်။အဲ့ဒီဖះเจ้าမှာကာလီမေတော်ဆိုတဲ့ရုပ်ထုကြီးရှိသေးတယ်။ကာလီမေတော်ဆိုတာပုံထဲကလိုပဲအဲ့ဒီရုပ်ချင်းမှာရစ်စင်တစ်ခုရှိနေသေးတယ်။ရွာထဲတွေကပစ္စည်းပြောက်တဲ့သူတွေဟာပေလကတ်ဖះเจ้าကိုလာပြီးဖះเจ้าကနက်စရနဲ့တူဘယ်နေ့ဘယ်ချိန်မှာဘာပစ္စည်းပြောက်သွားပါတယ်။အမေကလေးပစ္စည်းပြန်ရအောင်လုပ်ပေးပါ။ဒီပစ္စည်းပြန်ရရင်အမေကိုစိတ်ကောင်ရဲ့လက်ချောင်းသွင်းနဲ့ရစ်ပူစော်ပါမယ်လို့ကြိပေးပြီးနတ်ဆရာစီကအုံတီနဲ့ခွဲရတယ်။တိန်ကြော်ကနေဝင်တဲ့ဓာတ်သွက်တဲ့ဆိုတဲ့ကမလီကဆိုရင်ကာလီတက်အဆက်နွယ်တဲ့ဟိုးရုံကမှာမင်းနှင်းပွဲတွေလောက်ကြတဲ့အချိန်မျိုးဆိုရင်သူကလည်းရွာမှာမြေကြီးပေါ်မိခဲတွေကိုချနေတော့တာတဲ့ပြီးရင်တော့သူဘာမှမသိတော့ဘူးဆိုပဲဖြစ်တာများတော့အရာဖို့မထူးဆန်းတော့ဘူးအဲ့ဒီကမလီကသူ့မျိုးတွေကဖုံးပြောက်သွားလို့ကာလီမဲတော်ရုပ်ထုချေဝဲအုံဒီခွဲထားတယ်။ရှူမီသူကလည်းဝဒနာတဲ့တို့အတန်ဝင်ကားလို့ပြောတယ်။ဒါကြောင့်မို့လို့တိုက်တဲ့အကုံမှာတခြားဓာတ်တွေဝင်လာတာ။သူတို့ကလည်းရှေ့ရင်ဆွဲအကိုရတွေကိုမစွန့်ပက်နိုင်တော့ဆရာကျဲကိုထက်ကကုသခွင့်မပေးတော့ဘူး။တကယ်တော့သူတို့ရဲ့ပညာကိုယူထားသည်ဖြစ်စေမယူထားသည်ဖြစ်စေဖရာတရားတန်ခါစေတနာ၃ပါးတည်တာလောကမှာအမှုမြတ်ဆုံးသောစစ်မှန်ဆုံးသောကုခွရမဟုတ်ဘူးလားနောက်များမကြားလှတဲ့ချိန်တွေမှာတောရွာလေးတွေလည်းအမြင့်မှန်ကြပါစေလို့စေတနာရှင်နဲ့ပဲဆရာကျဲတယောက်ဆုတောင်းပြီးပကညောင်ဦးကိုပြန်လာခဲ့လေတော့တယ်ဆယ်နီမျိုးစုံနေစဉ်သူ့ဝတ်တရားလိုဖြစ်နေသောကြော်ကြီးကိုဘသူမှဂရုမစိုက်ဘူးအမြဲတမ်းမူးနေတတ်သူမူးနေပေမဲ့အလုံးလက်ကြော်တင်လုပ်ပြီးမိခင်ပေါ်ကိုလူလေသေးမရှိပြုစုပေးတတ်တဲ့ကြော်ကြီးကိုမိဘကျေစုတိတက်သောစိတ်နဲ့ပဲအင်းတိုင်းရွာသူရွာသားတွေကတိတ်တဆိတ်လေးစားခုလို့ပေးတတ်ကြတယ်ဘလောက်ပဲပေးတေးနေပါစေမိခင်ရဲ့ချစ်ကိုရောက်ရင်သူမဟုတ်တလို့နေတတ်တယ်မိခင်ကိုတော့ချစ်ချတဲ့ကြော်ကြီးကံကြမ္မာဆိုတာအလှည့်ပြောင်းနေမှုလို့စင်ရတဲ့လူလဲချမ်းသာနိုင်တယ်လို့ချမ်းသာတဲ့လူလဲကုန်းကောက်စရာမရှိအောင်ကံကြမ္မာကဖန်တီးတတ်တယ်။အခုကံကြမ္မာကြော်ကြီးတွက်ဖန်လာပြီးတားကိုချစ်တဲ့မိကြီးကတော့တားပါလို့မသိချင်အောင်စောင့်နေပေးတတ်တဲ့မိခင်ဟာသူ့ဥစ္စာမခိုးဖို့နဲ့သူများတမ်းမရမဖြစ်မှာအောင်သူ့ရဲ့တမ်းမတက်အောင်တွင်တင်တတ်တယ်။တားစိတ်ချမ်းသာအောင်မသိချင်အောင်ဆောင်ပြီးတားမသိအောင်တစ်မျိုးသိအောင်တစ်မျိုးလှည့်ဖြစ်ရှင်းပေးနေတာကတော့ဒါတော့မိဘတိုင်းမှာရှိတဲ့တာဝန်အမေတားတင်နေမကောင်းဘူးခေါင်းတွေကိုက်ပြီးတော့ဘာဖြစ်နေမှန်းကိုမသိဘူး
အရက်ချိန်ကြောင့်ခေါင်းကိုက်နေသောသားကိုကြည့်ပြီးသားရဲ့လူပဲရအသွေးသားနဲ့တိဆောက်ထားတာဒီနေ့ကောင်ပြီးတော့မနှက်ပြန်တည်သွားနိုင်တာပဲသားခေါင်းပဲကိုက်တာနေအောင်အမေစစ်တိုက်မယ်အနီရောင်စစ်မှုတ်နှဲငယ်နဲ့ရှည်တစ်ခွက်ခတ်ပြီးသားလက်ထက်ထည့်ပြီးလှုပ်ရှားရှိတာပြန်လုပ်တယ်တောက်ကြတော့အမေရဲ့သားတက်တာပြီးချွတ်တောင်ပိုင်းကကိုဆွေမြစ်တို့နဲ့ဒီနေ့ပဲတွေမြို့တက်ရောင်ဖို့ပြောထားတယ်သားသွားတော့မယ်အေးသားမိုးမချုပ်စေနဲ့နော်ညစာသားကြိုက်တဲ့ဝတ်တာနဲ့ချင်းဟင်းကိုချက်ထားမယ်ဒီနေ့ဒေါ်ပူမတို့အိမ်မှာဝတ်ဆောင်သားရမယ်လို့ပြောတယ်ညစာမစားခဲ့နဲ့နော်သားဟုတ်ကဲ့အမေအေးသားဂယုစိုက်သွားကြော်ကြီးတယောက်အိမ်မှာထွက်လာပြီးဘာကူမှဂယုမစိုက်ဘူးငိုက်ဆိုင်၆လာရင်တွေ့သမျှကဲအမှိုက်ခွေးများကို၆ကန်တဲ့ရွာထိတ်ကမကြီးပင်ကြီးနာကိုရောက်တော့မမျော်လင့်ပဲတာလူလေးကြော်လေးမောင်သူ့နမအရင်ကိုတော့သူမေ့ရှင်တယ်လို့ဖြစ်နေတဲ့ချိန်တာယာပြီးတင်းငိမ်လှသောတန်ချင်ကိုလိုက်ချကြည့်တဲ့အခါမှာတာအဘအတိပတ်မှာမကြီးပင်ရင်ကိုတေချာကြည့်လိုက်တော့မှဝှဖြူစင်ကျင်နဲ့ဖိုးတူကိုတွေ့ရတယ်သူ့ဝက်စီတိုင်းမဲ့တန်ကျိန်နဲ့ဘာလဲဖိုးအလှခံမို့လားအလှခံဆိုရင်တော့ညနေမှပဲရောင်ပြီးတော့အမေကိုပြင်မဲ့ပတ်စံရှိမှာကူတော့လူပဲရှိတယ်ပြောရင်ဖိုးနာကိုလျှောက်သွားတယ်အဖိုးကပတ်စံမလိုပါဘူးကွယ်ငါမြေစီကပတ်စံမဟုတ်ဘူးတခြားအရာကိုလှခံမလို့စွန်ရတကောင်ရဲ့မျက်လုံးလိုတောက်ပကြည့်လေနဲ့မျက်ဝန်းရဲ့ထိပ်ပဲကြီးနဲ့တူတူဒီလိုပြောတယ်အဖရဲ့တောက်နောက်နေတာလားတားမှာဘာမှမပါတာဘာကိုဘလို့လှူရမှာလဲအဖပြောကြည့်လေတားတက်နိုင်ရင်လှူမှာပေါ့ကြော်ကြီးလဲစိတ်ရင်စေတနာမှန်နဲ့ဒီလိုပြောတော့ဘာမပါတာကိုလှူခံမဲ့ဘာကိုတော့ကြည့်ပြီးတော့ပြုံးမိတယ်ဒီလိုကွငတ်မြေကတစ်ချိန်ကြရင်မကောင်းသူပဲကောင်းသူကဲပြီးတသနာပြုရမယ်လူတော်လူကောင်းလေးဖြစ်ရမှာပါဒါပေမဲ့ငတ်မြေကကိုဖြစ်စီနေမိတဲ့တေးရတရက်ကိုဆွဲလန်းနေတော့သွားနေပေမဲ့မရောက်နိုင်တဲ့မနှက်ဖြန့်တွေကိုဖြစ်စီရင်အတိတ်ဘဝကကျင့်ကြံခဲ့တဲ့ကောင်းတဲ့စရိုက်သီလတွေကိုမိတ်စီတယ်ဒါကြောင့်မို့လူလေးစီကတေးရတရက်ကိုအလှလာခံတာပါခယုနာသံမြတ်တာလှိုင်းတွေနဲ့ဒီလိုချီလျားစွာချင်းပြပြီးကြော်ကြီးစီကရက်ကိုလှူခံတဲ့ချိန်မှာကြော်ကြီးရှင်နယ်မှာဝမ်းနည်းမှုရရောက်နေတူတူဘဝတစ်ခုကတောတွင်တနေရာမှာအင်းစမတွေရေးဆွဲထားရင်တရားဘာဝနာနဲ့ပျော်ရွှင်နေသောကိုပြန်မြင်ရှောင်မိတယ်လှူလို့တော့ရပါတယ်ဗျဒါပေမဲ့သားကမတော့ရရင်မနေနိုင်တော့ဘူးအဲ့ဒီလိုဖြစ်နေတော့တာဘကလှူတယ်ပြောပြီးပြန်တော့မိရင်အဖြစ်ဖြစ်မှာမို့လို့တာဘယ်လိုလုပ်ရမှာလဲငတ်မြီပြောတာလဲဟုတ်ပေသားပဲငတ်မြီဘကတာအရက်ကိုလှူမသေးချရင်အဘမှနီးရှိပါတယ်ရော့ဒီပလင်းလေးထဲကစိတ်ရည်လေးကိုတောက်လိုက်ပြောရင်ဘယ်ကရောက်လာမှမသိတဲ့ပလင်းသေးလေးတစ်လုံးလက်ထဲကိုထည့်ပေးတယ်အဲ့ဒီချိန်မှာကြော်ကြီးရဲ့ခန္ဓာကိုယ်မှာအမျိုးအမေမတက်နိုင်အောင်ပေါ့ပါလာတရားကြည်လင်လာတော့စိတ်တစ်ခုကဲအောင်လာတယ်ကဲမြေးလေးဒီနေ့ကစပြီးငါးပါးတီလာကိုခဝိပစိုးလိုမြဲအောင်ထိန်ပြီးမြတ်တာတို့ကိုတရားချစ်ရဒိဋ္ဌာနဲ့ရွတ်ဖတ်ပူစောပါဒီချရက်တွေမှာလူလေးတွေအထက်ပုဂ္ဂိုလ်တွေကစောက်ချောက်ရင်ပညာတချို့ကိုသင်ပေးလိုက်မယ်ကဲအခုတော့အဖသွားမယ်အဖကိုလိုအပ်တဲ့ချိန်စိတ်မှအာယုံပြုတ်ပြီးတော့ခေါ်လိုက်ပါအဖငတ်မြေနာမှာပဲရှိပါတယ်ကြော်ကြီးလည်းအဖိုးအိုကိုဥချမိလျက်သာဖြစ်နေပြီးထိုအချိန်တိုင်းတာမျက်စိတမိတ်တွင်မှအဖိုးအိုပြက်ကွက်သွားတယ်ထူဆန်းသောဖိုးနဲ့သူဒီနေ့ဖြစ်ခဲ့တဲ့ကြောင်းရတွေကိုသေချာပြန်တွေးပြီးကိုဆွေမြင့်နဲ့ချင်းထားတာကိုမေ့ပြီးတော့အိမ်ကိုပြန်ခဲ့တယ်အိမ်ရောက်ရှင်ထင်မှတ်မထားတဲ့ပြုမှုကိုသားတယောက်ကိုတွေ့ရတော့မိခင်ဟာအမေသားလိမ့်မှသွားပြီးသားကြောင့်ဖြစ်တဲ့ပြဿနာတွေကိုဘာမှဖြေရှင်းစရာမလိုတော့ဘူးအတိတ်တရားနဲ့အမိုက်မှောင်တွေကိုသားဖြေရှင်းသွားနိုင်ပြီးအမေသားတို့တာတူခေါ်ပေးပါငါသားလေးလိမ့်မှလာပြီးဆိုတော့အမေအရင်ဝမ်းသာတာပေါ်သားရဲ့
တနေ့တစ်ချိန်ဒီစကားမျိုးပြောလာမယ်ဆိုတာအမေသိပေမဲ့အခုလိုမျိုးအမြန်ဆန်ဆန်ပြောင်းလဲလာခဲ့မယ်လို့အမေမထင်ဘူးဝမ်းသာမျက်ရည်တွေနဲ့ပြောနေတော့အမေကိုကြည့်ပြီးကြော်ကြီးမှအမေကိုကတော့တယ်ကြော်ကြီးလည်းရင်မိုးချိုးတရရဝတ်ပြီးတော့နှစ်သားလိမ့်ပြီးဖျားရှင်ချီဝဲတူထောက်ပြီးငါးပါးတီလောက်ခံယူတယ်အဖိုးအိုပေးတဲ့ပလင်းသေးထဲကဆေးရည်များကိုနောက်တစ်ခေါက်တောက်ပြီးခဏကူမှတော်လက်ပေါ့ပါလာတယ်မြတ်တာသုံးရှုပ်ပြီးပတိစိတ်နေလိုက်တယ်ပထမရက်တွေမှာနာကျင်ကက်ခဲမှုနဲ့တူအရက်တော့ရှံကာခဲ့တဲ့ချိန်တွေကိုပြန်မြင်ဆောင်လာမိတယ်အခက်ခဲတွေကိုတိုက်ထုတ်တွန်းလှန်ခြင်းစိတ်ကိုစုစည်းပြီးပတိကိုသာနိုင်စိတ်လာတယ်ဒီလိုနဲ့29ရက်မြောက်နေဝဲဒိဋ္ဌံပတိစိတ်နေချိန်အတွင်းအယုံထဲမှာအရှောင်းတလက်လက်တောက်ပါနေသောကြတစ်ခုသူစီကို6လမ်းလာတာကိုမြောက်ဝါတင်တင်တွေ့ရတယ်အနာရောက်တော့မှရှော်ကိယဝိစာလွှဲတလုံးလွှဲထားတဲ့လူလက်ပိုင်တယောက်ဖြစ်နေသည်ကိုချင်းလင်းပြတ်သားစွာတွေ့ရတယ်နောက်တော့ထိုပုဂ္ဂိုလ်ကပဲစပြီးဆရာနာမည်ကဆရာကမဆရာကိုအထက်ကတောင်းဝင်ပေးလို့ရောက်လာတာပါရော့ဒါကတော့အင်းပြညာရဲ့ပထမဦးဆုံးခြေခံ၄ခွက်အင်းချက်ပါစီပါရည်နဲ့လူချစ်လူခင်ပေါ်တဲ့အင်းတစ်ချက်ပေါ့အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားပြတ်သမျှကောင်းမှုကိုအမျှဝေပြီးကိုဆွဲမဲ့အင်းပေါ်ကိုစိတ်နဲ့မိုင်းခန့်စကူပေါ်မှာဆွဲပြီးဖះစင်တို့ရဲ့အဝယ်ထားပေးလိုက်ပါဒီလိုပြောပြီးအင်းနဲ့ပတ်သက်တဲ့ကာတာတချို့ကိုသင်ပေးပြီးတော့အင်းချက်ကိုပါပေးပြီးတော့ပြောက်ွယ်သွားတယ်ဒီနောက်မှာကြော်ကြီးလဲတရားဖြုတ်ပြီးထားလိုက်ချိန်မှာပေရွက်တစ်ခုရဲ့ပေါ်ဝဲအင်တာဆက်ရှိထားသည်ကိုထူးဆန်းစွာတွေ့ရတယ်ကာတာတွေကိုလည်းစိတ်ထဲမှာလှလိုရနေခြင်းကိုအံ့ဩမိတယ်အင်ဂျင်ရတဲ့နေ့မှစပြီးဝါရင်ဆရာကြီးတယောက်လိုအင်ကွက်များဆွဲနိုင်ပြီးတရားမှတ်ရှင်ပတိစိတ်နေရှင်တွင်မှာဆရာကန်ဆိုတဲ့ပုဂ္ဂိုလ်မှအင်ကွက်များကိုလာရောက်ပေးဆောင်ခြင်းတို့ကြောင့်အင်းပညာကိုထိထိရောက်လေ့လာနိုင်ခဲ့တယ်အတိတ်ကအထုံးပါတမီဟာဒီဘဝထိဆွဲမြဲနေတာတော်တော်ထူးဆန်းပါလားဆိုပြီးတော့တယောက်တည်းရေရွတ်မိတယ်အချိန်တွေမှာတရွေ့ရွေ့ပြောင်းလဲလာပြီး6လခန့်ကြာတော့လူလေးဒီနေ့သားကိုလာပေးမဲ့သူတွေလာမယ်တားလိုက်သွားလိုက်ပါတားအတွက်ပထမဆုံးတွေ့ကြုံတဲ့တားရဲ့ပညာကိုစမ်းသပ်ခွင့်ရပြီးဘာပဲဖြစ်ဖြစ်မကြောက်နဲ့လူလေးနားမှာအပါရှိတယ်အင်းကွက်များဆွဲနေချိန်တစ်ချိန်ကတွေ့ခဲ့တဲ့အဖိုးအိုရဲ့တန်ကိုချစ်ချင်းလင်းလင်းကြားရတယ်ထုံနေနေ့လက်စာထမင်းစားချိန်ရောက်တော့အကြီးလေးဆရာကျော်လင်းမောင်ရှိလားခမကျွန်တော်တို့ဆရာကိုလာပင့်တာအိမ်ရှိရခေါ်တုံကြလို့ကြည့်လိုက်တော့အသက်20ခန်းလူငယ်2ယောက်အသက်40ခန်းလူကြီး1ယောက်တွေ့ရတယ်ဟဲ့ဘသူတွေလဲတားရှိတယ်လာလေးအိမ်ထဲဝင်နေရပူနေရောတော်မမခီးကျုပ်ပြပြီးတော့အိမ်ထဲမှာခေါ်ပြီးနေရာချပေးတယ်လူလေးတို့ကဘသူလဲလူလေးတို့ပြောတဲ့ကျော်လေးမောင်ဆိုတာတော့တာပါဆရာမဟုတ်ဘူးပညာတော်မှဆုံးခန်းတိုက်အောင်မတင်ခဲ့ပါဘူးကွယ်ဒီလိုပါအမကြီးကျွန်တော်နာမည်ထွန်းလာပါကျွန်တော်တို့ကတာယာအေးဆိုတဲ့ရွာကပကုတ်ဘက်ပါအမှန်တိုင်းပြောရရင်ဒီဘက်ကိုမရောက်ဘူးဒီကအမကြီးရဲ့သားကိုလည်းမသိဘူးဒါပေမဲ့လွန်ခဲ့တဲ့ရက်နိုင်ငံကကျွန်တော်မိမမှာထူဆန်းသောယောဂဆဖြစ်တယ်အစားတော့ရိုးယောဂထင်လို့စေယုံစေကန်းတွေရဲ့ဆရာဝန်တွေရဲ့နဲ့ပြကြည့်တယ်ဘာမှမထူချဘူးဒီလိုနဲ့မတင်ကားလို့အထက်လန်ဆရာပင့်ပြီးတော့စစ်ကြည့်တော့မှပြုတ်စာခံရကြောင်းသိထားတယ်ဒါပေမဲ့လည်းဆရာဒေတာဆုံးလာတယ်ထူးထူးခြားခြားမတက်တာလာဘူးလွန်ခဲ့တဲ့2ရက်မနက်ပိုင်းကအဖိုးအိုတူရောက်လာပြီးဒီအင်းတိုင်းရွာကဆရာကျော်လင်းမောင်ကိုတွားပင့်ပါဆိုလို့လာခဲ့တာပါဒီရွာမှာကျော်လင်းမောင်ဆိုပြီးဘယ်နှယောက်ရှိလို့ပါလဲဒီရွာမှာတော့ဟောဒီကအတော့သားတယောက်တည်းပဲရှိတယ်အင်းတိုင်းရွာဆိုတာလေဒီရွာပဲကျမသားအထက်လန်းဆရာဘယ်တော့မှဖြစ်တာလဲဒီဟာအများစွာနဲ့ထမမိုးစဉ်းစားပြီးထိုအချိန်မှာကြော်ကြီးလည်းအိမ်ရှိရောက်လာတယ်ဒီမှာလေကျမသားကျော်လင်းမောင်ဆိုတာအကိုကြီးတို့လက်ချတာကျမသားကိုဟုတ်မဟုတ်ရဲ့လားအော်ဆရာဆိုလို့အသက်ကြီးကြီးနဲ့လာလို့တကယ်တော့ဆရာငယ်သေးတာပဲ
ကျွန်တော်ကဆရာမဟုတ်ပါဘူးလေဒါပေမဲ့မကောင်းသူပဲကောင်းသူကဲပြီးတတဝါတွေရဲ့တက်ကိုကဲရမှာကကျွန်တော်တို့တာဝန်ဆိုတော့လေကူညီပေးရမှာပေါ့ဒါနဲ့ဦးလေးရဲ့အမျိုးသမီးကအသက်ဘယ်လောက်ရှိပြီလဲပြောရရင်သူ့အသက်ကအခုနှစ်ထဲမှာ30ပြည့်မှာနာမည်ကမတန်တာကျွန်တော်ထပ်တော့10နှစ်ငယ်တယ်ဆရာကျွန်တော်တို့ရွာစာတေးမဟုတ်ပါဘူးဆရာလို့မခေါ်ပါနဲ့ဦးရွာလူတွေခေါ်တယ်လို့ကြော်ကြီးလို့ပဲခေါ်ပါရှာပါတယ်ပြပြဆွဆုံခေါ်ချင်ရင်တော့ကြော်လင်းမောင်လို့ခေါ်လဲစင်ပြေပါတယ်မဟုတ်တာဆရာရဲ့ဒါဆိုရင်လဲမောင်ကြော်လင်းမောင်လို့ခေါ်ပါမယ်ဦးလေးတို့ကဘာလို့လုပ်လဲဖះတရားကိုရှိလားယောဂလက္ခဏာဘလို့ပုံစံလဲကျွန်တော်တို့ကအထက်နဲ့ကွန်ဆုံဆိုင်တွဲဖွင့်ထားပါတယ်ဖះတရားလည်းမြဲပါတယ်နေ့စဉ်နေ့တိုင်းလဲဆွန်လောင်းတဲ့ကုသိုလ်ယူပါတယ်ယောဂကတော့ကတော့နော်ဆရာလေးမင်းကလေးတွေဖြစ်တဲ့မိရဲ့6ပုံစံပဲဒါပေမဲ့သူ့မှာအဲ့ဒီလိုဖြစ်တဲ့ပျော်ချလောက်အောင်လဲအကုန်မှန်တယ်ထိန်တာလည်းမရှိချမ်းတာကိုလက်ကိုက်ခက်တာလည်းမရှိအခုဟာအရွယ်နဲ့မလိုက်အောင်အိုမင်းရွရွနေပါတယ်ဆရာလေးဟုတ်ကဲ့ဦးလေးကျွန်တော်လိုက်ခဲ့မယ်ခဏနော်ကျွန်တော်လိုအပ်တာတွေကိုယူခဲ့မယ်ခုတော့ထမင်းစားခြင်းလေးလျှောက်ပြီးဘာမှအမနာနဲ့ထမင်းစားအောင်ထမင်းစားပြီးတော့ကြော်ကြီးလဲဖျားချစ်ခုပြီးအထက်ပုဂ္ဂိုလ်များနဲ့မိခင်ကြီးကိုကတော့တယ်လိုအပ်တော့အင်းဖျောင်းတိုင်များကိုရွှဲအိတ်ထဲမှာထည့်ပြီးတော့ဦးထွန်းလှနဲ့တူတူစိတ်ကူးဖို့ရန်လိုက်သွားတယ်ညနေနွားဆိုင်သွင်းချိန်ရောက်တော့ပကိုးရောက်တယ်ဆရာလေးရွာရောက်ဖို့ကနောက်ဆက်မိုင်လောက်လိုသေးတယ်ခုချိန်ဆိုရင်ရွာဝါလာရောင်နဲ့လှဲတွေမိသေးတယ်ကားလမ်းတော့မပေါက်ဘူးအဲ့တော့လှဲတွေရှိတဲ့ဈေးဘက်ကိုသွားရမယ်ဒီလိုပြောပြီးဦးထွန်းလှဦးဆောင်ပြီးသူ့ရဲ့တင်းနဲ့ရွာကိုမမတက်ခင်မှရှောက်သွားတယ်ဦးလေးကျွန်တော်ကိုဖုန်ကြီးကျောင်းကိုပို့ပြီးမနှက်ဖြတ်မနှက်အာယုံမတက်ခင်လာခေါ်လိုက်ပါဒီညတော့ပြင်စရာရှိတာတွေကိုပြင်ဆင်ထားမလို့ဒီလိုပြောပြီးရွာဦးဖုန်းတော်ကြီးကျောင်းသွားခဲ့တယ်ဦးထွန်းလှမှဖုန်ကြီးဦးကောဝိဒါကိုကြိုးကြောင်ပြောပြီးလိုအပ်တာတွေကိုကြော်ကြီးမှဖုံဖေးတပည့်တော်ကိုသင်္ကန်းစုံနဲ့လောက်အတော့မပြူတော့တဲ့တပိတ်တလုံးလောက်စွန့်တော်မူပါလော်ကီရေးတွေတော့ဖုန်ကြီးမပတ်သက်လို့ဘူးဒါပေမဲ့တခါကြီးလိုအဲ့ရင်တော့ယူသွားပါကပရကြီးကစစ်စင်ပေးပါလိမ့်မယ်ကဲခရီးဝေးကလာကြတယ်ဆိုတော့နားလိုက်ကြပါဦးဖုန်ကြီးလဲဖုန်ကြီးလို့ကိုဖုန်ကြီးလို့ရင်ပြန်ကျင်းလိုက်ပါဦးမယ်ဒီလိုပြောပြီးဖုန်ကြီးခန်းထဲဝင်သွားတယ်ဦးလေးမနက်ထိမဆောက်တော့ဘူးခဏဆိုရင်အာယုံရောက်တော့မယ်အခုပဲလှုပ်ရှားရှိတာလုပ်မယ်ဒီတော့ဦးလေးကအခုအင်ကိုမပြန်သေးနဲ့အောင်တင်ချမ်းကိုသွားပြီးမြေဆိုင်ခဲ3ခဲလောက်ယူပြီးရင်ကျွန်တော်စီကိုပြန်လာခဲ့ဒီလိုပြောတော့ဦးထွန်းလှနဲ့သူငယ်ချင်း2ယောက်ထွက်သွားတယ်ကြော်ကြီးလဲသူထွက်သွားတဲ့အခါမှာစီစဉ်စရာတွေကိုအပိသက်စီစဉ်ပြီးခြားတလောက်အချိန်လေးကိုပတိစိတ်တယ်နိုင်ရီဝက်ခန့်ကြတော့တင်ချိုင်းမြင်တဲ့တူဦးထွန်းလှတို့ပြန်ရောက်လာတယ်ကဲဦးလေးအချိန်လဲကြပြီဦးလေးတို့အိမ်ကိုသွားမယ်အားလုံးပြည့်စုံပြီကပရကြီးကတိတ်ဝင်တပိတ်ကွယ်နဲ့သင်္ကန်းစုပ်တစ်ထည်ပေးပြီးတမီကိုစီထိုးပြီးရွှာလန်းတိုင်းရှောက်လာတယ်ဦးထွန်းလှတို့အိမ်ချစ်ကိုရောက်တော့ကြော်ကြီးကိုတယောက်ယောက်မှလှမ်းဆွဲသလိုခံစားမိတယ်လူလေးဘာမှမကြောက်နဲ့အဘလူလေးနာမှာပဲရှိတယ်တတိတော်ထားအခုတွေ့ရမှာလူလေးအတွက်ပထမဦးဆုံးဆိုတော့ဒီပညာတွေကလည်းအစွမ်းမသေးဘူးဒီလိုပြောတော့ကြားတယ်ဒါပေမဲ့ရဲဝင်းစွာပဲအိမ်ပေါ်တက်ပြီးထွက်အချိန်မှာအသက်60ခန့်မိမကြီးတယောက်ကြမ်းတမ်းသောဆဲရည်မျိုးစုံနဲ့ကြော်ကြီးကိုဆဲဆိုတယ်နင်တို့ကမလောက်စာကောင်းလေးကိုခေါ်ပြီးငါ့ကိုနှင်မယ်ပေါ့လေဟဲ့အကောင်မသေးချင်ရင်အခုထွက်သွားနော်ပြီးမှငါ့ဆိုမဆိုနဲ့မိမကြီးရဲ့ပစံမမဖွယ်မရတွေပြောဆိုချင်းချောက်ပြီးဟာပပရှင်မောလှောင်ပြောင်တယ်ကြော်ကြီးမှာဘာမှဂရုမစိုက်ဘူးအိမ်ဦးခန်းကိုသွားပြီးဖျားကတော့9ပါးတီလိုက်ယူပြီးသူ့ရဲ့လက်ဦးဆရာအဖို့အိုရဲ့ဆရာကနဲ့တကွအထက်ဆရာများကိုကတော့တယ်ပြီးတော့တင်းငိမ်စွာနဲ့ပဲမဆိုင်တဲ့လူဘေးဖက်နေပါကာယကရှင်ကိုယ်တိုင်အရောက်လာခဲ့မဆိုင်ပဲဝင်ပါရင်တော့ညတာမှာမဟုတ်ဘူးဖ
ပြတ်သားလှတဲ့တန်နဲ့တင်းငိမ်စွာပြောတယ်ဒီအချိန်မှာဖွာကြီးမျက်လုံးတွေနှစ်ထောင်နှစ်ကြီးနဲ့ကြည့်လာတယ်ဒီမှာကောင်လေးမလောက်လေမလောက်စားပညာလောက်နဲ့လာချင်း6မိုင်မကြံနဲ့မနက်နေထွက်ချိန်မမြင်ရပဲနဲ့ဖြစ်သွားမယ်အဖွာကြီးထံမှာမထင်မှတ်ထားတဲ့ယောက်ျားတန်အော်ကြီးထွက်လာပြီးကြော်ကြီးကိုမချေမငံပြန်ပြောတယ်ဒီအချိန်မှာကြော်ကြီးလဲလွဲအိတ်တွေမှာအနက်ရောင်မှင်အိုးလေးကိုထုတ်ယူပြီးတော့စက်ဝိုင်းတရံစီတစ်ခုကိုဆွဲတယ်ဤအိမ်တွင်းမှာရှိသောမကောင်းသောအနှောက်အယှက်ပြောခများငါဤရှိမှစီရတွင်သို့ရောက်လာစေအမိတ်အနာဖီဆန်ပါကငရဲမိတမျှပူလောင်စေငါအမိတ်နဲ့တကွအထက်ဆရာများရဲ့အမိတ်ဒီလိုပြောလိုက်ချိန်မှာဖွားရီထံမှနေအတနက်အော်ကြီးနဲ့ပူလှပါပြီပူလိုက်တာမလုပ်ပါနဲ့တော့ကျွန်တော်လာပါပြီကျွန်တော်ရောက်လာပါပြီပြောရင်ကြော်ကြီးဝိုင်းပေးထားတဲ့စီးတွင်းကိုရောက်တော့အော်ဒါရက်သွားတယ်တစ်ချိန်တည်းမှာကြော်ကြီးရမိကွန်းထုတ်တယ်ကဲပြောမင်းဘသူလဲဘာလို့ဒီအိမ်မှာရောက်လာလဲသူတို့နဲ့ဘာညှို့အကားဓာတ်တွေရှိခဲ့ဘူးလဲကျွန်တော်ကစမရပါဒီရွာတရွာကျော်ကညောင်ကျက်ပေမှာနေတယ်ဂျပန်ခေတ်တဲကတဆေးဖြစ်နေတာဒီကိုလည်းနေခိုင်းတဲ့လူရှိလို့ပါဘသူနေခိုင်းတာလဲဆရာမလဲရဲပါဘူးအမှန်တိုင်းပြောပါမယ်တကယ်ဆိုရင်ပြောခွင့်မရှိပေမဲ့ကျွန်တော်ခိုင်းတဲ့လူတက်ဆရာကိုပို့ပြီးတော့ကြောက်ပါတယ်ကျွန်တော်နေတာဒီအိမ်ရဲ့ခေါင်းတိုင်းမှာပါကျွန်တော်ပင်အောက်ကမြေရဲ့တင်းချိုင်းမြေရဲ့နောက်ကောင်ကမြေရဲ့ကိုမြင်းဖွားနိုင်ပဲတည်သွားတဲ့အစိမ့်တရထမင်းစားနဲ့ထုတ်ပြီးကျွန်တော်အယူနဲ့လက်ချိတ်ထားလို့လာနေတာပါခိုင်းတဲ့လူကချော့တောင်ပိုင်းက12ကျိုးတော်ကျင်ချိန်ပါဆရာဟုတ်ပြီမင်းအတွက်မနဲ့ကြရင်ဒီအိမ်ချင်းကကုသိုလ်လုပ်ပေးမယ်တာတူးခေါ်ပါခုတော့ကိုနေရာကိုပြန်တော့ကိုအနိုင်လာမကျင့်ရင်ဘယ်တော့မှမချောက်လက်နဲ့မပြုတ်စားနဲ့ဒီနေရာကမင်းနဲ့မအဆက်ဘူးဒါကြောင့်မို့ကိုထနေကိုပြန်ပါမပြန်ခင်မှာဖျောက်တေချာကြော့သွားအလုံးပြီးသွားတော့ဒီအိမ်ဒီချန်နဲ့စနေသမီးမတန်တာအားစုံတိုင်နှစ်တိုင်မြေတိုက်တစ်စိတိုက်ပြုစားထားတဲ့ပညာရှင်ငါဆရာအမိတ်နဲ့ထက်ဆရာကြီးများအမိတ်ဖြစ်အချိန်မဆိုင်ပဲယခုချက်ချင်းရောက်စေချက်ချင်းပဲငါတပည့်ကိုထွက်ပြေးနိုင်အောင်လုပ်နိုင်တဲ့နင်းပညာပဲဆိုလေဒီတခါတော့နင်ပဲပြေးရမလားငါပဲပြေးရမလားကြည့်ကြသေးတာပေါ့ဆရာလေးရဲ့လေကျော်တိတ်မချင်နဲ့ခမရကဘာလို့သူတို့မိသားစုပေါ်မှာခုလိုလုပ်တာလဲအမှန်တိုင်းပြောစမ်းအောင်မအမိတ်တန်ကပြင်းလှပါလားအမိတ်နဲ့လှတယ်ဆိုပေမဲ့ပညာပေးရှင်လို့လှတယ်ဆိုတာကိုလည်းမှတ်ထားပြောပြီးတော့မျက်လုံးအိမ်ထဲမှာဆူချာချာလင်းတန်းတစ်ခုထိုးချင်းရောက်ကိုတော့သူတို့ကလွယ်ပြီးဘယ်သူမှမတွေ့ရဘူးကြော်ကြီးဟာတတိကြည်သူပြီးလွယ်အိတ်ထဲမှာချွေအိုရောင်ဆက်ပြက်အင်ကိုပြန်လဲခုခံတယ်ကဲခမည်းစွမ်းတာကုန်ပဲလားကျုပ်ပညာနုနေသေးလို့အထင်သေးရင်ခမည်းမှားသွားမယ်တခုပဲပြောမယ်မတန့်တာကိုပြုစားထားတဲ့ပညာစက်ကိုအလုံးဖယ်ပြီးဒါဆိုရင်ခမည်းတတ်တာမယ်မဟုတ်ရင်တော့ကျုပ်စုံမစုံနဲ့ပူတဲ့ဆရာစုပ်ငါပူလာပြီးနင်ပါလောက်တာလဲအခုရက်စံတဲတော်တော်ခေါင်းမာတဲ့ကဝေမအခုချိန်ထိမာမာနာမချော့သေးဘူးနာရှင်နေသေးတယ်ထွာခါတော်ချင်းချင်းရကြောက်ပါပြီတော်ပါတော့တရားချီရဲ့ဆရာရဲ့ကျမတရားပါတော့မယ်တိုက်ထားတာတွေအလုံးကိုပြန်နှုတ်ပေးပါမယ်ပူလှပါပြီအတွင်တိုက်အပြင်တိုက်တွေလည်းအကုန်နှုတ်ပညာကိုလည်းငေါ့လှူခဲ့အခုလို့ဘာလို့လုပ်ရလဲပြောပညာတွေမလှူပြစင်တဲ့ဆရာတိုက်ထားတာတွေအလုံးနှုတ်ပေးမယ်ကျမနဲ့ကိုထွန်းလှမညာရလို့ဒီကောင်မအသေးတိုက်တာပါရဲ့ယောက်ျားဖြစ်သူကိုမရလို့မိမကိုသိအောင်ပြုစားထားတယ်ပေါ့တဲငါလှုပ်လိုက်ရင်သိအောင်မယ်ရိုးရိုးတသားပိုင်ဆိုင်ဖို့သူမိမမရခင်ကစူးစမ်းပါလားဒီလိုပါဆရာကိုထွန်းလှနဲ့ကျမတရွာထဲနေတရေထဲတောက်ပြီးငယ်စဉ်တရရင်းနှိတယ်တဖြည်းဖြည်းအရွယ်ရောက်လာတော့ငငယ်ကလိုတရင်တနည်းနေခဲ့တယ်သူမသိတာကျမသူ့ကိုငငယ်တဲကချစ်နေခဲ့တာကိုပါသူ့ဘက်ကလည်းကျမကိုချစ်တဲ့အကြောင်းတစ်ခါမှမပြောခဲ့ဘူးစိတ်ဝင်စားကြောင်းမပြခဲ့ဘူးဘာပဲဖြစ်ဖြစ်သူလည်းလူလွတ်
ကိုလည်းလူဆိုတော့လူလလကျမဘက်ကချစ်နေလို့ကြခဲ့တယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ကဒီကောင်မနဲ့ညားသွားတယ်ကိုဖြည့်သိမ့်ပေမဲ့ကြာလာတော့တိမခတ်နိုင်ဘူးကျမနောင်တရပါပြီကိုထွန်းလှလည်းကျမကိုမုန်းသွားလောက်ပါပြီကျမပြုတ်စားရခြင်းကြောင့်ကတော့ဒါပါပဲပညာတွေကိုတော့မလှူပြစင်နဲ့ဆရာကျမပြုတ်စားထားတာတွေအလုံးကိုတော့နှုတ်ပေးပါမယ်အချစ်ကြီးလို့အမျက်ကြီးတောင်နားလဲပါတယ်ဒါပေမဲ့တန်တရားတော့မကောင်းတဲ့ဒီလိုနှိမ့်ချလာတဲ့ပညာတွေကိုဆွဲလန်းနေတာမကောင်းဘူးထားပါတော့ကျွန်တော်လည်းအဲ့လောက်ထိသဘောထားမသိသိမ့်ဘူးဒါပေမဲ့ဒီသစ္စာရည်ကိုတောက်ပြီးနောက်လူတွေကိုအကြောင်းမဲ့အန်တရမပေးပါဘူးလို့ကတိပေးပါပြီးတော့ကိုရွာကိုစောက်ချောက်ပါအခုတော့မတန်တာကိုကပယောဂမှန်သမျှထုတ်သွားခဲ့ရော့သစ္စာရည်သစ္စာဖောက်ဖျက်ခဲ့ရင်အချင်းလက်ငရဲကြပါလိမ့်မယ်တော့ချင်းချင်းလဲသစ္စာရည်တောက်ပြီးမတန်တာရဲ့ခန္ဓာကိုယ်ကိုအပေါ်မအောက်ကိုသုံးကတက်ချပြီးတော့အိမ်ပြင်ကိုလွှင့်ပြစ်ဟန်လုပ်ပြီးထွက်သွားတယ်အပြင်ကိုတရိထားကြည့်တော့အယွဦးလင်းရောက်နဲ့ရွာဦးကျောင်းကတုံမောင်ခုတ်တန်တက်တွန်တန်တချို့သောအိမ်တို့မှထွက်လာတဲ့ဥခွက်ပကံတန်တွေရွာရဲ့လှကားပေါ်လွင်နေပြီဦးလေးထွန်းလာဦးလေးတို့ရဲ့အိမ်ခေါင်တိုင်ကထုတ်ကိုရေစီးတန်တဲ့ချောင်းမှာသွားမျောလိုက်နောက်ပြီးတစေကြီးဆံများအတွက်ကုသိုလ်ကောင်းမှုလေးတွေလုပ်ပေးလိုက်ထိုချင်းချင်းပေါ်မှာလဲအမုန်းစိတ်အာကာဒစိတ်တွေမထားပဲနားလဲခုတ်လုပ်ပေးလိုက်ပါစိတ်ချပါကွယ်လူလေးကျေးဇူးတွေကိုဦးလေးတို့မမေ့ပါဘူးကုသိုလ်လဲလုပ်ပေးပါမယ်သူ့အပေါ်မှာလဲပိုနေမြဲကြားနေမြဲတိုင်းဆက်ဆံသွားမှာပါအခုလိုကြားရတဲ့အတွက်ဝမ်းသာပါတယ်ကျွန်တော်လဲမနှက်စာစားပြီးရင်ပြန်တော့မယ်တခုခုတော့စီစဉ်ထားပေးပါဒါမောင်ရင်အတွက်ဦးလေးဘက်ကတတ်နိုင်တဲ့လောက်ကျေးဇူးဆက်ပြစေလက်မခံပြစေနဲ့ဦးလေးရဲ့ငွေရရှင်လို့လိုက်လာတာမဟုတ်ပါဘူးပထမဆက်ပါလို့သာအခုလိုတွေ့ရတာတူကစေတနာတူကမေတ္တာဆိုရင်ကျွန်တော်တို့လုံလောက်ပါတယ်ဦးလေးရဲ့မိမကိုအားရှိအောင်ထားပါဒီရက်ပိုင်းတွင်မှပြန်ပြီးတော့အရှင်လိုမျိုးကြမ်းမလာပါလိမ့်မယ်အားလုံးပြီးစီးသွားချိန်မှာဦးထွန်းလှကိုယ်တိုင်ကြော်ကြီးကိုအိမ်တိုင်ရာရောက်လိုက်ပို့ပေးခဲ့တယ်ဒေါ်မိုးအတွက်ကိုလည်းသူတို့ရဲ့ရှက်ဘက်ကထွက်တဲ့ပစ္စည်းတွေအများပြားလက်ဆောင်ပြေးပေးခဲ့လိတော့တယ်နားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်ကာလီနယ်မြေမှာတိုက်ညီမှာငါးဘောဆွတဲ့ဇလန်လေးရတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ဆက်လက်တင်ဆက်ပေးမယ့်ဇလန်တလေးတွေကိုလည်းမိတ်ဆွေများဆက်လက်ဆောင်မြော်အားပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်